ဒီနေ့ကျွန်တော်ကမွန်းကျင်ရက်ခူးတာပေါ့နော်ကမွန်းကျင်ခူးတာဒီနေ့ကကမွန်းကျင်လည်းအရန်ကောင်းတယ်ဒါခူးပြီးတော့မနှွမ်းကြရင်ပို့ဖို့ပဲနော်ဒါခူးတာပါဒါလေးရိုက်ပြတာပါဒီမှာဒီနေ့ကကမွန်းကျင်အရန်ကောင်းတာပါနော်အခု green house ထဲမှာစိုက်တာနဲ့အပြင်မှာစိုက်တာနဲ့မတူဘူးเนาะအဲ green house ထဲမှာစိုက်တာဒီ plastic ကတော့ UV protection ပေါ့နော်အဲဒါကြောင့်မလို့နေအောင်လို့သူကဟိုအပူဒဏ်နည်းနည်းကာကွယ်ပေးပြီးတော့အဲ့ထဲမှာတော့ရေငွေ့တွေကပြန်ရိုက်တဲ့ခါမှာဒီအရွက်တွေကနှုတ်ပြီးတော့တအားလှလာပါနော်နှုတ်ဖတ်ဥအဲ့နေတာလားနော်နုနေဒါတပေါင်းကို12ကျက်နဲ့ရောင်းတယ်နော်ကမွင်းကျင်တပေါင်း12ကျက်နဲ့စော်ဖန်းနဲ့ရောင်းနေတယ်ဒါလည်းအခုကရာသီဥတုပူလာတော့ဟိုဝေးတဲ့ state တွေပို့ရင်အဆင်မပြေတော့နော်လမ်းမှာတော့ကျွေကုန်တာအဲနုံးပြီးကျွေကုန်တာဆိုတော့စားလို့တော့ရတယ်ဒါပေမဲ့ဟိုလက်ဆက်တော့ဖြစ်မနေတော့နော်အဲ့တော့ကယ်လီဖိုးနီးယားတွင်းဆိုတော့လည်းအဆင်ပြေကယ်လီဖိုးနီးယားတညိုက်နဲ့ရောက်အဆင်ပြေတယ်အခုတော့စက်ကူနေမှာထုတ်တယ်နော်အရင်တော့ကတော့ plastic နဲ့ထုတ်တယ်အခုစက်ကူနဲ့ထုတ်တယ်ဒါတော့ဆိုတော့စက်ကူနေကထုတ်တော့စားလို့ရတယ် plastic ကရှင်းပြန်ရည်လာစားမရတော့နော်ဟိုဝမ်းအဲ့ဒါကြောင့်လည်းကြောင်းလိုက်တပေါင်းတော့ပေါ့နော်ဒါ2ပေါင်းထိထည့်ရတယ်ဒီကတော့တပေါင်းလေးမှားတယ်တပေါင်းလုံးထုတ်ရတယ်